ကျေအောင်အောက်မှာတရွေ့ရွေ့နဲ့တောင်ပေါ်တက်လာတာကတော့ခြေကုံလက်ပန်းကျနေတဲ့ယွန်ချောင်းတို့တစုပါမောင်းဟွာနဲ့ဟွာအန်းကိုနေ့တိုင်းအသွားပြန်လုပ်နေရလို့ညင်းညူနေကြပါတယ်အရေးပေါ်ပြိုးအရေးပေါ်ဆိုပြီးတော့ဂျိုကူရောက်လာကယွန်ချောင်းကိုသူနဲ့အမြန်လိုက်ခဲ့ဖို့ပြောပါတယ်ချွန်းမြောင်ရဲ့အခန်းကိုရောက်တော့စားတစောင်းသာတွေ့ရပါတယ်။ကိစ္စတစ်ခုပေါ်လာလို့ခီးထွက်နေတယ်။ရဲအနေငယ်ကြမယ်။ဆရာဦးလေးတို့ကိုကြစ်ကြက်ပြောထားလိုက်။ငါမရှိတော့တိုင်းကြည့်ချိန်ခိုးရင်ဂုတ်ချိုးခံရမယ်မှတ်ထားလို့ရေးထားပါတယ်။ယွန်ချောင်းတယောက်အသားတွေတစ်စက်စက်တုံလာပြီးခွေးကောင်းလို့အော်ဆဲလိုက်ပါတယ်။ဘာဆက်လုပ်ရမလဲစဉ်းစားပါတယ်။ငါတို့သာတေချာဖုံးနိုင်ရင်တတိယတန်းဂိုင်းဝင်တယောက်ရဲအနေငယ်ပျောက်တာလောက်ကိုလူကြီးတွေသတိမထားမိလောက်ဘူးအမှန်တိုင်းဖွင့်ပြောရင်လည်းပြဿနာကတက်မှာပဲဆိုတော့အခုလောလောဆယ်ဖုံးထားကြတာပေါ့လို့ဂျိုကူကိုပြောပါတယ်မိလူကတော့ငါတို့တော့တေပြီပဲနော်လို့ဂျိုကူကပြောတဲ့အခါယွန်ချောင်းကအဲ့ဒါအသာထားချွန်းမြောင်အခုလိုခီးထွက်တာဘာကြောင့်လဲပဲစိတ်ဘူးလို့ပြောပါတယ်ဘေးပြဿနာကိုဒုံနဲ့သွားထိုးနေမလဲတွေးပြီးချွေးပြန်သွားပါတယ်အရင်ဘွားကဆိုတစ်ခါခွန်ရင်1000ကျော်ပြီးနှစ်ခါခွန်ရင်1မြင့်ကျော်နိုင်ခဲ့ပြီမဲ့အခုတော့လီ300လောက်ပြေးုံနဲ့ဖက်ဖက်မောနေပါရောလားဆိုပြီးချွန်းမြောင်ကြွားလုံးထုတ်ရင်မီးရောက်နေထိန်နေတဲ့ရှမ်းမျိုးကိုရောက်သွားပါတယ်အတိတ်ကအမှတ်တရတွေပြန်မြင်အောင်လာပါတယ်ဒုတိယတန်းဂိုင်းဝင်အစင်မဲရှိသေးတဲ့ချွန်းမြောင်တယောက်တိုင်းချင်းချိန်တွေကိုခိုးလိပြီးချွန်းမှန်နဲ့ဝေးရရှမ်းမျိုးမှာအရက်လာခိုးတောက်နေကြပါတရက်မှာတော့မင်းသားနဲ့လူဆိုပခုံးချင်းတိုက်မိတဲ့ဇလန်းစပါတယ်လူကိုတိုက်မိပြန်တောင်းမှန်လေဟဲ့အောင်မင်းကဖိုက်တာလားဆိုပြီးတောင်စွန်းကိုင်းဝင်တွေက3ယောက်တယောက်ဖြဲချောက်ပါတယ်ချောမြောင်ရဲ့ဝတ်စုံကိုတစ်ချက်ကြည့်လိုက်ပြီးအော်ဒါကြောင့်ငါတို့မြို့တဲ့ပန်းပုံနဲ့ရနေတာကိုလို့ပြောတဲ့အခါချောမြောင်နှထင်ထီသွားပါတယ်ခုပြန်ကောက်ပေးစမ်းလို့ပြောလိုက်တဲ့အခါဟာရင်းလာကြည့်လားကွာမောင်းဝါခိုင်းကကောင်တွေကအခြေခံရင်ကျေးမှုတော့မတက်ဘူးလားမင်းတို့အဲ့လိုရိုင်းနေလို့လဲငါတို့ကခွေးရိုက်ပြီးစုံးမပေးနေရတာဒါလည်းအမှတ်မရှိဘူးပြန်လာကြတာပဲညံမမီကြတဲ့ပုံပဲတမားနေထဲမှာလေးလာခြင်းရင်ဘာဖြစ်တယ်လဲဆိုတာထပ်တင်ပေးရသေးတာပေါ့ကွာဆိုပြီးအာချောင်နေတော့မှာပဲအိန္ဒိကစားပြီးရှမ်းမြို့မှာချွန်းမြောင်အလေလိုက်ဖို့လာတိုင်းတောင်စွန်းကိုင်းဝင်တွေကလက်စားလာချီကြပါတယ်ဒါပေမဲ့တခါမှမနိုင်ပါဘူးအကုန်ကြိုးကန်းနေတာတော့လက်မလျှော့ကြလို့ကြာလာတော့ချွန်းမြောင်စိတ်ညစ်လာပါတယ်ဒီကောင်တွေစိတ်စားသမားတွေလားမသိဘူးဆိုပြီးလန့်လာပါတယ်ဒါပေမဲ့လည်းဘွာပေးတောင်ဝဲအရာတော့တွေ့တိုင်းစော်ပလော်တီးမြဲပါပဲအဲ့ဒါကြောင့်အခုရောအဲ့လိုထက်ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးစိတ်ပူနေတာပါထားပါလေအဲ့လိုထက်မဖြစ်တော့ပါဘူးဆိုပြီးမျိုးရဲဝင်သွားပါတယ်လူကြီးဝိုင်ရဲ့လက္ခဏာတွေကအစိတ်မိထားတာနဲ့တူတာကြောင့်အစိတ်ပညာမှာပြိုင်ပတ်ကင်းတဲ့ထန်အိမ်တော်ကဆေးစရာနဲ့ပြကြည့်ပါတယ်အစိတ်မိတာမဟုတ်တာကြောင့်ကုမရကြောင့်ဆေးစရာကပြောတဲ့အခါဂျုံဦးတရမျောလင်းချက်မဲ့ပြီးတုံလှုပ်သွားပါတယ်ချို့တဲ့သူတွေကိုအမြဲစာနာသနာတတ်တဲ့ငါအဖေလိုလူမာမဒီလိုယောဂဆိုကြီးဖြစ်ရတယ်ကွာငါမှသုံးမကုန်တဲ့ပတ်စံတွေရှိနေကြလဲအလက်ကားပဲဆိုပြီးဖြေမစီနိုင်ဖြစ်နေပါတယ်အဲ့ဒီချိန်တောင်စွန်းကိုင်းရဲ့အကြီးအကဲခီမိုဆန်းရောက်လာပြီးသူကြံပေးတဲ့ထာဝကြော်ဝဲလို့အချိန်တပင်မထင်ဘူးလားလို့ပြောပါတယ်ကြော်ဝဲတွေကိုမယုံကြည်တာကတကြောင်တောင်စွန်းကိုင်းရဲ့အတော်မသက်နိုင်တဲ့လောဘကိုကြိုးမြင်တာကတကြောင်ဂျွန်ကူကအကြောင်းမျိုးမျိုးပြပြီးညင်ပါတယ်မော်ဆန်းကမထီမဲ့မြင်တွေပြောနေပေမဲ့လည်းတောင်စွန်းကိုင်းရဲ့အရှိန်ဝါကမသေးတာကြောင့်ငြိမ်သာခံနေရပါတယ်အဲ့ဒီအချိန်တကားဆောင်ရောက်လာပြီးမောင်းဝါခိုင်းကလူတယောက်ရောက်နေကြောင်းပြောပါတယ်မောင်းဝါလိုပျက်စီးလူနေပါခိုင်းတစ်ခုကကုသနီးသိဖို့ဆိုတာမဖြစ်နိုင်ဘူးသခင်လေးကိုဂျင်းထဲဖို့လုပ်နေတာပဲနေမယ်ဆိုပြီးသွားမတွေ့ဖို့မော်ဆန်းကအတင်းထားပါတယ်ငါအကူကြီးတောင်းလို့ဒီထိရောက်လာပြီးတဲ့သူကိုသွားတော့မတွေ့ပဲပြန်လွတ်မယ်ထင်နေလားအဲ့လိုစကားကိုပြပြပြောပြီးသွားတွေ့ဖို့လုပ်ပါတယ်လမ်းမှာတော့အဝေးကလာတဲ့ဧည့်သည်ကိုအထဲတောင်ပေးမဝင်ပဲဘာလို့မတ်တက်ရက်ခိုင်းထားတာလဲဆိုပြီးဂျွန်ကူကစူတဲ့အခါတကားဆောင်ကရှင်းပြဖို့လုပ်ပေမဲ့လည်းနေငါမြန်သွားတွေ့လိုက်မယ်ဆိုပြီးတကားကိုဖွင့်တရိုတည်တောင်းပန်ပြီးတဲ့နောက်မော့ကြည့်လိုက်တဲ့အခါမှာတော့တလောကလုံးသူ့လှုပ်ရှားထိုင်စားနေတဲ့ရုပ်နဲ့ကလေးတယောက်ကိုသာတွေ့လိုက်ရပါတယ်လူကြီးတွေဘာမှလဲလို့မေးကြည့်တဲ့အခါဘယ်သူမှမပါဘူးတယောက်ထဲလာဒါပေမဲ့လူကြီးဝမ်းကိုကိုဖို့နေငါသိတယ်စကားမဆက်စားထဲမှာပါလေစူအကြီးကြီးဆိုတာကိုတော့အရင်ကြည့်ကျင်တယ်ရတယ်မလားလို့ချွန်းမြောင်ကဖြေတဲ့အခါအစွန့်အားသွားပါတယ်ဒါဘာသဘောလဲမောင်းဝါကအွန်ဝါကိုအထင်သေးတာလားဒါမှမဟုတ်ဒီကလေးကပဲတကယ်ကြော်တာလားအဲ့လိုတွေဒီဟာဖြစ်နေတော့မှပဲမော်ဆန်းရောက်လာပြီးငါပြောသားပဲဒီကောင်တွေကဘာတောက်ဆင်းရှိလို့ကုတတ်မှာလဲအခုပဲကြည့်မျက်နှာမပြတ်ချင်းလို့မကုနိုင်တာဝင်မခံပဲကလေးတယောက်ကိုလှုပ်ပြီးအပြစ်ရှောင်ဖို့လုပ်တယ်အချိန်ကုန်ခံမနေပါနဲ့ဆိုပြီးပြောပါတယ်
ဘာတွေဖြစ်နေလဲဆိုတာတက်သွားတဲ့ချွန်းမြောင်ကချက်ချင်းပဲအချိုးပြောင်းလိုက်ပါတယ်ဂျွန်ဦးကိုတရုတ်သေးနှုတ်ဆက်လိုက်ပြီးလူကြီးဝမ်ရဲ့ယောဂအကြောင်းကိုသိကြောင်းပြောပါတယ်မိုဆန်းကအတင်းကန့်လန့်ဝင်လုံနေတော့စိတ်တူလာပြီဒီမှာဖိုးကြီးခမရဘယ်သူမှဝင်ပါနေရလဲအဲ့လိုတည့်ရသားနဲ့ဖြောင်မေးလိုက်ပါတယ်ဟာရိုင်းလာကြည့်လားကွာတောင်စုံကိုင်းကိုမမှတ်မိရလောက်အောင်မောင်ဝါကအောက်ခြေလွတ်နေတဲ့ဘာညာပေါက်လို့မပြီးခင်မှာပဲဩတောင်စုံကိုင်းကကိုဒီလောက်ဆရာကြီးဝင်လုံနေတော့စီးစရာထင်နေတာဒါဆိုပြောပါအောင်လူကြီးဝမ်ကိုဘယ်လိုကြည့်ရမလဲသိလားလို့မေးလိုက်ပါတယ်လူကြီးဝမ်ကထာဝိုးဆုံးမတွေကိုပြစ်ပယ်ထားလို့အခုလိုဘေးတွေ့တာပဲဒါကြောင့်ကြော်ပဲပေးမှပဲပျောက်နိုင်တယ်လို့မိုဆန်းကဖြေတဲ့အခါဟုတ်တာပေါ့ဒါလည်းဖြစ်နိုင်တာပဲလေဒါဆိုဘာသာရေးနဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့ဝူရန်ခိုင်ဒါမှမဟုတ်ခူးလွန်ခိုင်ကိုအမြန်ခေါ်ပြီးပွဲပေးတင်တာပေါ့အားလုံးသိတဲ့အတိုင်းတောင်စွန်းခိုင်ရောမောင်းဝါခိုင်ရောကဘာသာရေးတည်တဲ့ခိုင်တွေမှာမဟုတ်တာပွဲတကယ်ပေးဖို့လိုအပ်လာပြီဆိုရင်ထာဝိုးသမားစစ်တွေနဲ့ပဲပွဲပေးမှပို့ပြီးထိရောက်မှာလေပြီးတော့လူလိန်တွေချင်းထည့်တာလည်းမခံရတော့ဘူးပေါ့ဟုတ်တယ်မလားလို့ချုံမြောင်ကစောင်းပြောလိုက်တဲ့အခါမိုဆန်းတယောက်ဒေါသကိုမထိန်နိုင်တော့ပါဘူးတိတ်ဆန်းလူကြီးကိုလူကြီးမှမသိတဲ့ကောင်မင်းခိုင်းကမင်းကိုဒီလိုပဲတင်ပေးထားသလားလို့ပြောလဲချုံမြောင်ကတော့တောက်ပြူမဆိုင်ပါဘူးပြောလဲမနာတဲ့အစုံချုံမြောင်ကိုမောင်းထုတ်ဖို့ဂျွန်ဦးကိုအတွန်းအားပေးပါတယ်အွန်ဟိုင်းရဲ့ကိစ္စတွေမှာဝင်မဆွတ်ဖက်ဖို့တတိပေးလိုက်ပြီးအဖေယောဂအကြောင်းမင်းသိတယ်ဆိုတာဘာကိုဆိုလိုတာလဲလို့ချုံမြောင်ကိုမေးပါတယ်လူကြီးဝမ်ကခီးတွေအများကြီးသွားရတယ်မလားလို့ပြောတဲ့အခါမှန်နေတာကြောင့်ဂျွန်ဦးပြောသွားပါတယ်သွားခဲ့တဲ့နေရာတွေထဲမှာခရီးလျန်တောင်ရိုးပါတယ်မလားလို့ချုံမြောင်ကယုံကြည်ချက်ရှိဆက်မေးလိုက်တဲ့အခါမှာတော့မဟုတ်ပါဘူးဒါဆိုခီးတစ်ခုမှချောင်းရိုက်ခံရဘူးတယ်မလားလို့ဆိုတော့လည်းမဟုတ်ပြန်ပါဘူးချုံမြောင်ပြားခတ်သွားပြီးဒါဆိုဘယ်နေရာမှာချောင်းရိုက်ခံရဘူးလဲလို့ဆက်မေးတဲ့အခါမှာတော့ဂျိုဂူဝမ်စိတ်ကုန်သွားပါတယ်ချုံမြောင်အခြေအနေမဟန်တော့တဲ့အခါမွတ်ဆန်းဝင်လာပြီးချုံမြောင်ကိုမောင်းထုတ်ဖို့တွန်းအားထပ်ပေးပါတယ်မင်းရဲ့စေတနာကိုငါလက်ခံပေးမယ်ဒါပေမဲ့လည်းငါမှလည်းငါပြဿနာတွေနဲ့ကွာပြီးတော့အဖေအသက်ကိုမကျွမ်းကျင်တဲ့သူရဲ့လက်ထဲကိုပုံမှန်နိုင်ဘူးဒါကြောင့်လာရလန်းတိုင်းသာပြန်มาတော့လို့ပြောပြီးတကားကိုပိတ်ဖို့လုပ်ပါတယ်ခန္ဓာကိုယ်ကပိုပိုနေလာပြီးပိုအေးဆက်လာတယ်ရေပြားကိုဖိကြည့်တဲ့အခါဖြူသွားပြီးခဏနေတော့ပြန်နေတယ်သတိမမေ့ခင်တော့ကရေခဲကူထဲရောက်နေတယ်လို့အရန်ချက်နေလို့ပြောလိုက်မယ်ပြီးတော့အမဲဆက်ကမျက်စုံမှာပဲရှိတာမဟုတ်ဘူးငယ်လေးမှာတစ်ခုဂုံးမှာတစ်ခုရှိသေးတယ်အဲ့လိုချုံမြောင်ကဇက်တိုက်ရွတ်ပြလိုက်တဲ့အခါတကားကိုချက်ချင်းပြန်ဖွင့်လိုက်ပြီးကျွန်တော်လမ်းပြပေးမယ်အထဲကြွခဲ့ပါလို့ဂျွန်ကူကတရုတ်တည်းဖိတ်ပါတယ်မိုဆန်းကထပ်ပြီးတားဖို့လုပ်ပြန်ပါတယ်အွန်ဟာရဲ့ကိစ္စတွေမှာနောက်တစ်ခါဝင်ဆွတ်ဖက်ဖို့လုပ်ရင်တောင်စွန်းကိုင်းကိုလိုအပ်တဲ့အရေးယူမှုတွေလုပ်ရလိမ့်မယ်လို့ဂျွန်ကူကပြပြတသားတတိပေးလိုက်တော့မှအတန်တိတ်သွားပါတော့တယ်လူကြီးဝမ်ကိုသွားကြည့်တဲ့အခါမိစ္ဆာပန်းရဲ့လက္ခဏာတွေမှန်ပေမဲ့အပြည့်အဝတော့မဟုတ်ပါဘူးတကယ်မိစ္ဆာတိုင်းနဲ့သာအတိုက်ခံရရင်တစ်နှစ်တောင်မခံပဲကြွမှာပါအခုချိန်တွေကမိစ္ဆာတိုင်းမစစ်တစစ်ကိုတုံးပြီးတဖြည်းဖြည်းချင်းမိစ္ဆာဓာတ်တွေထည့်ထားတဲ့ပုံစံပါသူထင်ထားသလိုခီးသွားရင်အလစ်တိုက်ခံရတာမျိုးမဟုတ်ပါဘူးဘာပဲပြောကုလို့မှီသေးတာကြောင့်အာယုံဆိုင်ပြီးအတွင်းအားထည့်ကြည့်ပါတယ်ခုဖို့ရန်ခတ်တယ်မလားလို့ဂျွန်ကူကမေးတဲ့အခါရန်တော့မခတ်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်ငါထင်သားပဲဘယ်သူမှမကုနိုင်ဘူးဆိုတာငါနားလဲပါတယ်မင်းကိုလည်းအပြစ်မတင်ဘူးဘာပြောတယ်ရန်မခတ်ဘူးဟုတ်လားဆိုပြီးဂျွန်ကူတယောက်သူ့နားသူမြုံနိုင်ဖြစ်သွားပါတယ်ရန်မခတ်ဘူးလို့ပဲပြောတာမခတ်ဘူးလို့ပြောနေတာမဟုတ်ဘူးအခုလောဆယ်အရေးပေါ်လှုပ်ရှားရှိတာလှုပ်ပြီးပြီအသက်အန္တရာယ်တော့မရှိတော့ဘူးဒါပေမဲ့အရှင်းပြောက်ဖို့ဆိုရင်တော့ပြင်ဆင်စရာရှိတာတွေရှိသေးတယ်လို့ချုံမြောင်ကပြောနေပေမဲ့လည်းဂျွန်ဦးကတော့ချက်ချင်းတိတိတသားပိုကောင်းလာတဲ့သူ့ဖေကိုကြည့်ပြီးမယုံနိုင်ဖြစ်နေပါတယ်ဘာတွေပြင်ဆင်ရမလဲလို့မေးတဲ့အခါပထမဆုံးအနေနဲ့အရေးအကြီးဆုံးကတော့မနှက်စာပဲလို့ပြောလိုက်ပါတယ်ဂုံးစင်းရမယ်ဆိုလို့ကတော့ချုံးမြောင်တို့ထိတ်ဆုံးကပါစင်တကောင်လုံးကင်ပေးရင်တော့အကောင်လိုက်မျိုးမဲ့အနေထားရှိတာကြောင့်ချုံးမြောင်ကိုကြည့်ပြီးအံ့ဩနေပေမဲ့လည်းဒါနဲ့ပြင်ဆင်စရာဆိုတာကဘာတွေလဲလို့စကားဆလိုက်ပါတယ်အော်အဲ့ဒါလားဘာမှမဟုတ်ပါဘူးကျွန်တော်ကအတွင်းအားသုံးပြီးကိုရမှာဆိုတော့အားရှိဖို့လိုတယ်အစားသာများများကြွေးပါဒါဆိုရပြီဒါနဲ့စကားမဆက်အရန်စားလို့ကောင်းတယ်နော်ကျေးဇူးပဲနော်ဆိုပြီးဆက်တော့ပါတယ်အပြင်မန်းကကြည့်ရင်ယုံကြည်စရာတစ်စက်မှမကောင်းပေမဲ့လည်းသူ့အဖေတိတိတသားပူကောင်းလာတာကမျက်မြင်ပဲမို့ချုံးမြောင်ကိုသာအားကိုးရရှာပါတယ်တကယ်ပြောရရင်ခမားအဖေကိုကုဖို့ကအပြဿနာမဟုတ်ဘူးသူဘာကြောင့်အခုလိုဖြစ်ရတယ်ဆိုတာကသာပြဿနာခမားအဖေနဲ့အနီးကပ်သွားလာလှုပ်ရှားနေကြလူဘယ်နှယောက်ရှိလဲလို့မေးတဲ့အခါဂျွန်ကူးကြောင်သွားပြီးအဲ့လိုလူက9ယောက်လောက်ရှိရဲ့ဒါနဲ့နေပါအောင်ဘာလို့ဒါတွေမေးနေတာလဲလို့ပြန်မေးပါတယ်လူကြီးဝမ်ရဲ့အခြေအနေကအပြင်လူကြောင့်မဟုတ်ပဲအတွင်းလူကြောင့်ဆိုတာတကယ်ပဲမသိတာလားလို့ချုံးမြောင်ကထောက်ပြတဲ့အခါဂျွန်ကူးဒေါသထွက်သွားပါတယ်ဒီမှာကောင်လေးစကားပြောရင်ကြည့်ပြောကွာအွန်ဟာကုံတဲ့အဖွဲ့ဆိုတာမိသားစုလိုနေလာကြတာဘသူမှအဲ့လိုစိတ်တမရှိဘူးဆိုပြီးအတင်းဖင်ပိတ်နေပါတယ်ဟုတ်ပြီဒါဆိုလဲသတိဆိုတာတော့ပိုတယ်မရှိဘူးမဟုတ်လား9ယောက်လုံးကိုတန်တရားတော့ဝင်ထားမယ်ဘသူမှမဟုတ်တော့လဲကောင်းတာပေါ့ဗျာခင်ဗျားဘာမှလုပ်စရာမလိုဘူးအကုန်ကျွန်တော်တာဝန်ထားဆိုပြီးနားချလိုက်ပါတယ်ဒါနဲ့လုပ်စရာဆိုမှခင်ဗျားတက်နိုင်တာတခုတော့ရှိတယ်ယွန်သေးရက်လေးနောက်တစ်ပင်လောက်ရမလား
တစ်ဖက်မှာတော့မွတ်ဆန်းတယောက်အခင်းမကြေပါဘူးသူ့ကိုကွက်ကြော်ရိုက်သွားတဲ့ငနေကမောင်ဟွာခိုင်းကအဆင့်အနှိမ်ဆုံးတတိယတန်းခိုင်းဝင်ဖြစ်နေုံသာမကပဲတောင်စွန်းခိုင်းရဲ့အိမ်မဆိုးဓာဝိဇာချွန်းမြောင်နေပါနာမည်တူနေတာကြောင့်ပိုလို့တောင်ဒေါသထွက်နေပါတယ်အကြီးအကဲပြောနေတာကဖလမ်းမလို့ဆိုဓာဝိဇာချွန်းမြောင်လားလို့ဒုတိယတန်းခိုင်းဝင်လီစွန်ဘက်ကမေးပါတယ်ဘာပြောရဲဓာဝိဇာဟုတ်လားအဲ့ကောင်ကအဲ့လိုကြီးကြီးမြင့်မြတ်တဲ့ဂုံပုံနဲ့မထိုက်တန်ဘူးဆိုပြီးပထွေးမုံမုံနေပါတယ်ဓာဝိဇာချွန်းမြောင်သေးတာနှစ်တရာတောင်ရှိပြီမဲ့အခုချိန်လေးသူ့အကြောင်းတွေကလူပြောများနေတော့မယ်ဒီဘက်ကဘာတွေအဲ့လောက်တောင်းနေလို့လဲအကြီးအကဲဆိုသူ့အကြောင်းပါတယ်နဲ့အော်တိုဒေါသထွက်နေတာပဲဘာပဲဖြစ်ဖြစ်ဒါငါခွင့်ရေးပဲဆိုပြီးနေရာဝင်ယူဖို့လုပ်ပါတယ်အကြီးကဲကလည်းဘာတွေစိတ်ပူနေမှလဲအဲ့ကောင်လေးကလူကြီးဝိုင်ကိုတကယ်ကုနိုင်မယ်ထင်နေတာလားလို့ပြောပါတယ်လူကြီးဝိုင်ရဲ့အခြေအနေတိုးတက်လာနေပြီလို့မွတ်ဆန်းကပြောမှဘာတွေဖြစ်နေတယ်ဆိုတာနားလည်သွားပါတယ်ဂျွန်ဦးကကျေးဇူးရမ်းသိတတ်တဲ့သူဖြစ်ပြီးတကယ်လို့ချွန်းမြောင်တာသူ့အဖေကိုကုနိုင်ခဲ့မယ်ဆိုရင်မောင်ဝါခိုင်းကိုမီးကုံရမ်းကိုအကူအညီပေးမှအသေးချပါပဲအဲ့ဒါကတောင်စွန်းခိုင်းအတွက်တော့ပြောစရာမကောင်းပါဘူးအဲ့တော့စွန်ဘက်ကမောင်ဝါတောင်စွန်းတိုင်းဖလှယ်ဘွဲကလည်းနီးလာပြီမလားအဲ့ဒါကိုအကြောင်းပြပြီးတိုင်းပညာစမ်းတလူလူနဲ့နှိပ်ကွက်လိုက်မယ်ဆိုရင်ဒီကောင်ဘာခံနိုင်မှာလဲလို့အကြံပေးပါတယ်ငါခွင့်မပြုနိုင်ဘူးအခုလိုဒုတိယတန်းကတတိယတန်းကိုအနိုင်ကျင့်နေဆိုတာသာတမားတွေသိကိုရင်တောင်စွန်းကိုင်းရဲ့ဂုံကိုထိကြိုက်လိုက်မယ်ငါတို့ကဒီလိုအောက်တန်းကြတဲ့လောက်ရမျိုးဘယ်တော့မှလုံမှာမဟုတ်ဘူးလို့ညင်းနေပေမဲ့လည်းအကြည့်တွေကတော့တခြားပြောနေပါတယ်စွန်ဘက်ကသဘောပေါက်သွားပြီးဟုတ်တာပေါ့ဂိုင်းငယ်တယောက်ကအဲ့လိုအမှားမျိုးလုပ်မိတယ်ဆိုရင်အကြီးအကဲကတရားမျှတစွာနဲ့သူ့ကိုအပြစ်ပေးရမှာပေါ့နော်ဆိုပြီးပြောတဲ့အခါဟဲ့ရဲ့အဲ့ကလေးကိုမထိနဲ့နော်ထိရင်ငါအပြစ်ပေးရလိမ့်မယ်လို့မွတ်ဆန်းကတဖက်ဖက်ပြောပါတယ်အပြစ်ထက်ပိုကြီးတဲ့စုနဲ့အတူပေါ့လို့စွန်ဘက်ကတွေးနေရင်မှတ်သားထားပါမယ်ဗျလို့ပြောလိုက်ပါတယ်ချွန်းမြောင်ကိုရှာဖို့ထွက်လာရင်ဒုတိယတန်းခိုင်းဝင်ဂိုဝီကအဲ့ကလေးကိုဘာလုပ်မယ်စဉ်းစားထားလဲလို့မေးတဲ့အခါငါလည်းကလေးတယောက်ကိုအနိုင်မကျင့်ချင်ပါဘူးဒါပေမဲ့အကြီးအကဲကိုယ်တိုင်ဝင်มาရင်ပိုရှုပ်ကုန်လိမ့်မယ်ငါတို့အလုပ်ကဒီတစ်ခေါက်အကြီးအကဲရဲ့မစ်ရှင်မှာအစွမ်းကုန်ကူညီပေးဖို့ပဲကျန်တာတွေတွေးမနေနဲ့လို့ပြန်ဖြေလိုက်ပါတယ်ပြောရင်းဆိုရင်ချုံးမြောင်ကိုတွေးသွားပြီးတွေ့ရတာဝမ်းသာပါတယ်လို့တရုတ်တသေးနှုတ်ဆက်လိုက်ပါတယ်ဩအေးပြောလေချုံးမြောင်ကအဲ့လိုပြန်နှုတ်ဆက်တဲ့အခါနည်းနည်းတော့တင်းသွားပေမဲ့လည်းဘယ်သွားမလဲလို့ဆက်မေးပါတယ်လူကြီးဝိုင်ရဲ့အခြေအနေကိုသွားစစ်မလို့ပဲလို့ပြန်ဖြေနေတော့ဒီလိုအကြောတင်းပြီးလေကျဲတဲ့ကောင်လေးကနာမည်ကြီးသမားတော်တွေတော့မကုနိုင်တဲ့လူကြီးဝိုင်ကိုကုနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီကောင်လိန်နေတာပဲနေမယ်ဆိုပြီးစွန်ဘက်ကတွေးနေပါတယ်အလုတ်သိမ့်မများဘူးဆိုရင်စကားနည်းနည်းပြောလို့ရမလားဆိုပြီးမောင်ဝါနဲ့တောင်စွန်းကတိုင်းပညာဖလှယ်ရင်အတူတူတိုးတက်လာတာရှေ့ခေတ်ကလေးကဖြစ်ကြောင်းအခုဆိုမောင်ဝါတောင်စွန်းတိုင်းဖလှယ်ပွဲဆိုပြီးတောင်ပေါ်ပေါက်လာကြောင်းဒရက်ဇက်လွတ်ပါတယ်။အော်ဟုတ်လား။ဂိုင်းနဲ့ဝန်ကတိတ်မကြသေးတော့အဲ့ဒါတွေငါမသိဘူးလို့ချုံမြောင်ကဖြေတဲ့အခါစွန်ဘက်ကအေးငါထင်သားပဲဆိုပြီးအရင်နှစ်ကတိုင်းဖလှယ်ပွဲကို तू မမြင်ဘူးလို့အခုလိုငါရှေ့မှာအကြောတင်းရဲနေမှနားလည်သွားပါတယ်။ဒါနဲ့လေငါတို့တိုင်းပညာဖလှယ်ကြည့်ကြမလား။ကြီးမြတ်လာတဲ့မောင်ဝါခိုင်းရဲ့ဓာတ်တိုင်းကိုမြင်ခွင့်ပေးနိုင်မလားဆိုပြီးချွတ်ချွတ်သားပြောပါတယ်။စိတ်ထဲမှာတော့ဒီကောင်ညင်းမှအသေးကြပဲ။ဒါပေမဲ့ကိစ္စမရှိဘူး။ तू ငါနဲ့တိုင်းဖလှယ်ခြင်းလာအောင်လုပ်ဖို့ငါမှနီးလန့်နေအများကြီးရှိတယ်။အေးဆေးပဲဆိုပြီးကြိုတွေးထားပေမဲ့လေဟာမင်းကငါနဲ့ချခြင်းနဲ့ပြောနေတာလားလို့ချုံမြောင်ကမေးပါတယ်။စွန်ဘက်ကြောင်သွားပြီးချကျင်တာမဟုတ်ပဲတိုင်းပညာဖလှယ်ခြင်းသာဖြစ်ကြောင်းညင်းပါတယ်ချကျင်နေပေါ့ကွာစောစောမပြောဘူးအခုတော့နားကြီးတာပဲဖတ်တင်တယ်ရရလေချကြတာပေါ့ဒါပေမဲ့မငိုကြေးတော့လို့သတိပေးလိုက်ပါတယ်မင်းရဲ့တိုင်းသမားဘွဲကဘာလဲလို့မေးတဲ့အခါဘွဲမရှိသေးဘူးခေါ်ချင်းချွတ်မြောင်လို့ပဲခေါ်လို့ဖြေပါတယ်ဒါဆိုလဲဟုတ်ပြီလေဒီမှာနားထောင်ချွတ်မြောင်မင်းကငယ်သေးတာကြောင့်အကြံတစ်ခုပေးမယ်မင်းလုပ်ရက်တွေမမားရင်ဘာပြဿနာမှမရှိဘူးလို့မင်းထင်နေမှာပေါ့ဒါပေမဲ့လောကကြီးကအမှားမဲ့နှစ်ခုတည်းနဲ့လဲပတ်နေတာမဟုတ်ဘူးငါညီအခုထက်ပြဿနာတွေပုံမကြီးခင်လာရလန်းတိုင်းပြန်ဖို့ငါပြောချင်တယ်ဒါဆိုငါမင်းကိုအနိုင်မကျင့်ချပါပြီချကွာနားကြီးရယ်မင်းတို့တောင်ဆုံးကိုင်းကစကားနဲ့ဒါမှားနေကြတာလားလို့မေးလိုက်ပါတယ်ဘေးနားကကြည့်နေတဲ့ဂိုးကြီးပါတင်းသွားပြီးဝင်ပါဖို့လုပ်ပေမဲ့စွန်ဘက်ကတားလိုက်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်တော့စိတ်မထိန်နိုင်တော့ပါဘူးချုံးမြောင်ကိုကလေးဆိုပြီးညှာဖို့လှုပ်ထားပေမဲ့အခုတော့ချီးထွားအောင်ရိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ချက်ချင်းပဲဟန်ပြင်လိုက်ပြီးတောင်ဆုံးကိုင်းဝင်ကျွန်တော်ဘတ်စွန်လေးကချွန်းမြောင်ထမ်းမှာဓာပညာဖလှယ်ဖို့ခွင့်တောင်းပါတယ်ဆိုပြီးချဖို့လုပ်နေတော့နေခဏနေပါအောင်လို့ချွန်းမြောင်ကတားလိုက်ပါတယ်။ဘာဖြစ်ရပြန်တော့ကွာလို့စွန်ဘက်ကမေးတဲ့အခါဖိုဒီကငါ့ကိုဓာခဏငါးပါလားလို့ဂိုးကြီးကိုလည်းညှို့ထုတ်ပြပါတယ်။နှစ်ယောက်လုံးစွန့်အားသွားပါတယ်။ဓာသမားတိုင်းပထမဆုံးတင်ရတာကဓာကိုကိုနဲ့မကွာအမြဲဆောင်တက်ဖို့လက်မှာဓာမြဲဖို့ပါ။ဒါပေမဲ့အခုသူတို့ရှေ့ကငနေကဓာမိကြံခဲ့တဲ့အပြင်အခြားသူရဲ့ဓာကိုပါငှားနေပါတယ်။ဘာလဲမငှားခြင်းဘူးလား။ရတယ်လေခဏဆောင်ဒုတ်တစ်ချောင်းလောက်တော့ကောက်လိုက်အောင်မယ်လို့ပြောတဲ့အခါစွန်ဘက်တင်းသွားပြီးငှားလိုက်ကွာလို့ပြောပေမဲ့လည်းဂိုကြီးကတော့သူ့ရဲ့ဓာတ်နဲ့မခွဲချင်ပါဘူး
ဓာတ်တော်မရှိတဲ့မောင်းဝါခိုင်းဝယ်ကိုတောင်စွန်းကိုင်းကချင်းချောက်အကြက်ကင်နေဆိုတဲ့သတင်းသာပြန့်ကြည့်ငါတို့ခိုင်းရဲ့နေမြင်မြောင်းနဲ့ရောက်သွားလိမ့်မယ်လို့ပြောလိုက်မှကိုကြီးကငှားပါတယ်ဓာတ်ရတဲ့အခါမှာတော့ချွန်းမြောင်ကတော့ခါတိုင်းလိုပဲဒိန်မချွတ်ပါဘူးစွန်ဘက်ကဘာလို့လဲလို့မေးတဲ့အခါတက်ကြမှာမဟုတ်တာမချွတ်ပါဘူးမင်းချွတ်ချင်ရင်တော့ချွတ်ဖို့လို့ပြောပါတယ်ချွန်းမြောင်နဲ့စကားတခွန်းပြောရင်အသက်တရက်တူနေရတာကြောင့်ဘာမှဆက်မပြောတော့ပဲတပွဲနှွှဲပါတော့တယ်ချုံးမြောင်ရဲ့အမူအရာကရုံးကက်နေရပုံပေါ်တာကြောင့်ဂိုဝီကတော့စွန်ဘက်ကနေပုံလောင်းထားပါတယ်ပရိသတ်တို့ရောဘယ်သူနိုင်မှထင်လဲဗျချုံးမြောင်နဲ့လက်တွေ့ချနေရတဲ့စွန်ဘက်ကတော့မေကွန်ပေါင်း16000နဲ့တိုင်ပတ်နေပါတယ်ချုံးမြောင်ရဲ့ဓာတ်သွားလာကနှီးကွေးလေးလည်နေပါတယ်ဒါပေမဲ့သူ့ဓာတ်ချက်တိုင်းကိုတော့အချိန်မီကာနိုင်ပါတယ်ဒီလိုကာနိုင်ဖို့ဆိုတာဓာတ်လမ်းကြောင်းကိုကြိုတိမှဖြစ်နိုင်မှာဖြစ်ပြီးကြိုတိဖို့ဆိုရင်လည်းသူ့စိတ်ကိုဖတ်နိုင်မှရမှာပါဒါပေမဲ့အဲ့ဒါကလည်းအထိပ္ပယ်မရှိပါဘူးပုံမှန်လူတစ်ယောက်အတွက်လုံးဝမဖြစ်နိုင်ပါဘူးအားထက်ဆိုင်ပြီးခုတ်ကြည့်ပေးမယ်လေမရပါဘူးချုံးမြောင်ကအမြဲကာနိုင်ပါတယ်တောင်စွန်းကိုင်းရဲ့ဓာတ်တိုင်းပါရမီရှင်တွေကတယောက်ဖြစ်တဲ့စွန်ဘက်အတွက်တော့အခုလိုသူ့ညီအရွယ်လောက်ပဲရှိတဲ့ချုံးမြောင်ရဲ့လက်ခုပ်တွေကရေဖြစ်နေရတာကိုရှက်လာပါတယ်စိတ်မထိနိုင်တော့ပဲတောင်စွန်းကိုင်းရဲ့36ကွက်ကဘာဓာတ်တိုင်းကိုရှိသမျှအတွင်းကအကုန်လုံးထုတ်သုံးလိုက်တယ်ကိုဝီကကိုကြီးစိတ်လျှော့အောင်လို့ပြောလိုက်မှသတိပြန်ကတ်သွားပြီးအတွင်းအားတွေအကုန်ပြန်ရုပ်လိုက်ပါတယ်တော်သေးတာပေါ့ကွာငါဒီကလေးပေါ့အားကုန်သုံးပြီးတော့မလို့ဆိုပြီးစိတ်အေးသွားပြင်မဲ့လေချောမြောင်ကတော့ပေ20လောက်လွင့်ထွက်သွားပြီးသွေးနှစ်တိုင်ကြီးလောက်အန်ထွက်သွားပါတယ်ဂိုးကြီးရောက်လာပြီးကိုကြီးကမင်းကွာကလေးကိုဆိုပြီးချောမြောင်ကိုသွားထူပါတယ်စွန်ဘက်ကတော့ဘာတွေဖြစ်နေမှန်းကိုမသိတော့ပဲကြောင်သာကြည့်နေရပါတယ်အဲ့အချိန်ချောမြောင်စီကသွေးနှစ်တိုင်ကြီးလောက်ပန်းထွက်လာပြန်ပါတယ်လူတယောက်ရဲ့ပါဇက်ကနေအဲ့လောက်သွေးတွေအများကြီးပန်းထွက်တယ်မှတခါမှမကြဘူးလို့မြင်လဲမမြင်ဘူးလားလို့နော်ဆိုပြီးဒီအချိန်တယောက်ရောက်လာရင်ငါတော့သေပြီပဲလို့တွေးနေတော့မှာပဲဘာတွေဖြစ်နေကြတာလဲဆိုပြီးဂျွန်ကူးရောက်လာပါတယ်ဆေးစရာတွေကကလေးမှာအတွင်းတန်ရန်ရသွားတာကြောင့်အမြန်ကုဖို့လိုတယ်ဆိုပြီးချီခေါ်သွားပါတယ်စွန်ဘက်ကတော့ဒီအချိန်ဗုဒ္ဓဆင်းခဲ့တော့မမီတော့ဘူးငါတော့သွားပြီပဲဆိုပြီးစိတ်တက်ကြနေပါတယ်ဂျွန်ကူးကတောင်စွန်းကိုင်းကိုအဲ့လောက်အောက်တန်းကြမယ်မထင်ထားကြောင်းပြောပြီးခုချက်ချင်းထွက်သွားဖို့ပြောပါတယ်အဲ့အချိန်မွတ်ဆန်းရောက်လာပြီးဘာတွေဖြစ်နေမှအကဲခတ်မိသွားတဲ့အခါနားလည်မှုလွဲတာသာဖြစ်ကြောင်းရှင်းပြဖို့လုပ်ပါတယ်ဒါပေမဲ့မရတော့ပါဘူးအဖေရဲ့အသက်ကိုကယ်နိုင်တဲ့တယောက်တည်းသောကလေးကိုမှဒီလိုလုပ်တဲ့တောင်စွန်းကိုင်းရဲ့သဘောထားကမေးခွန်းထုတ်စီရပဲထွက်သွားလိုက်ပါတော့လို့နှင်ထုတ်လိုက်ပါတယ်ဖာလီပေါက်လေးပြစ်တော့မှမို့မွတ်ဆန်းလက်လျှော့လိုက်ရပါတယ်သူကဂိုဝီနဲ့အတူဂိုင်းကိုပြန်မှဖြစ်ပြီးစွန်ဘက်ကိုတော့မင်းမကိုမင်းတာဝန်ယူရမယ်ဂျွန်ဦးကခွင့်မလွတ်မချင်းမင်းမပြန်ရဘူးလို့အမိန့်ပေးပါတယ်ကောင်လေးရဲ့အခြေအနေကအသက်အန္တရာယ်မရှိတော့ပေမဲ့အတွင်းအားလမ်းကြောင်းတွေထိခိုက်သွားတာကြောင့်အပြည့်ပြန်ကောင်းမှုကမလွယ်ကြောင်းဆေးဆရာကပြောခဲ့တယ်လို့ကုန်တယ်တွေကတယောက်ကဂျွန်ဦးကိုပြန်ပြောပြနေပါတယ်။ဒါနဲ့ချွန်းမြောင်ကလူကြီးဝမ်ကိုကုနိုင်တာဟုတ်ပါမလားလို့မေးတဲ့အခါငါမျက်မြင်ပဲမို့စိတ်ချထားလို့ရကြောင်းဂျွန်ဦးကဖြေပါတယ်။ညရောက်တဲ့အခါမှာတော့ဝိယုံနဲ့သူတယောက်ရောက်လာပြီးသတိမိနေတဲ့ချွန်းမြောင်ရဲ့လင်မျိုးကိုလက်ချောင်းနဲ့ထိုးပါတယ်။မထိပါဘူး။ချွန်းမြောင်မျက်လုံးပွင့်လာပြီးလက်ကိုဖမ်းဆုပ်လိုက်ပါတယ်။မိပြီကွာလို့ပြောနေတော့လက်ကနေရုံထွက်ပြီးမိစ္ဆာတိုင်းနဲ့ပြစ်လိုက်တဲ့အခါချွန်းမြောင်ခုံရှောင်လိုက်ပါတယ်လေထဲမှာမင်းဘလို့ရှောင်လဲဆိုပြီးအပိုင်တွက်ကနောက်တစ်ချက်ထပ်ပစ်ပါတယ်ချွန်းမြောင်ကမရှောင်ပဲကန်ထုတ်လိုက်ပါတယ်မင်းထင်နေနဲ့မကြိုက်ဘူးမလားမွေကြိုက်နေတာငါမဟုတ်ဘူးမင်းပဲကွာလို့ပြောနေတော့မှာပဲဂျွန်ဦးတို့အုပ်လိုက်ကြီးမီးအိမ်တွေနဲ့ရောက်ချလာပါတယ်တရားခံကအွန်ဟကုံတဲ့အဖွဲ့ရဲ့တမှုဘန်ဂျာဖို့ဖြစ်နေပါတယ်တရားခံကသူ့ဘာသာထွက်လာလိမ့်မယ်လို့ကျွန်တော်မပြောဘူးလားဆိုပြီးချွန်းမြောင်ကပြောတဲ့အခါမင်းပြောတော့ကငါမယုံပေးမယ်လေအခုလိုမှန်နေတော့ဘာပြောရမလဲတော့မသိတော့ဘူးကွာသူဒီလိုလောက်ရလိမ့်မယ်လို့ငါလုံးဝမထင်ထားဘူးလို့အပြန်ဖြေပါတယ်ဂျာဘုတ်ကငါမဲမင်းတို့ဘလို့သိလဲလို့မေးလိုက်ပါတယ်မင်းမှန်ဘယ်သူမှမသိဘူးလူကြီးဝက်ကိုငါကုနိုင်တယ်ဆိုတာတေချာသွားပြီဆိုတော့ငါသာဒဏ်ရာရချင်အောင်စောင်းလိုက်ရင်တရားခံကငါ့ကိုလာတတ်မယ်မှန်ပဲသိတာလို့ချုံးမြောင်ကဖြေပါတယ်ငါသာလာမတက်ဘူးဆိုရင်ရောလို့မေးပါတယ်မင်းကလာကိုလာမှလေဘာလို့ဆိုဒီအချိန်ငါတည်သွားရင်တောင်စွန်းကိုင်းကိုအပြစ်ပုံချလိုက်လို့ရတယ်ဒီလောက်ကောင်းတဲ့အခွင့်အရေးမင်းလက်လွတ်ခံမှာမဟုတ်ဘူးဒါဆိုတောင်စွန်းကိုင်းနဲ့ပေါင်းကြံတာပေါ့အဲ့ဒါလည်းမဟုတ်ဘူးသူတို့ကငါအကြံနဲ့အချိန်ကိုက်ဝင်ပါလာအောင်တတ်တတ်ပဲဒါဆိုမင်းတန်ရတွေကရောစေးစရာကိုယ်တိုင်တေချာစစ်နေတာငါကိုယ်တိုင်တွေ့ခဲ့တာဟာစေးစရာလောက်ကိုမှမလဲစားနိုင်ရင်ငါဒီဇလန်းကိုမစခဲ့ဘူးဒီမှဘီးကျဲမင်းမေးခွန်းတွေကတောက်ရမ်းများနေပြီဘာလဲပြောမင်း9000ကျောင်းမှာမိသွားပြီမဟုတ်လားချုံမြောင်ကအဲ့လိုမေးလိုက်တဲ့အခါဂျာဘုတ်ကတော့ချုံမြောင်ပြောတာတွေကအတိတ်ပဲမရှိကြောင်းသူ့ကိုတတ်ဖို့လုပ်တယ်ဆိုတာကတခင်ကြီးဝံကိုတကယ်မကုနိုင်မဲ့ဂျင်းထဲနေတာအတိတာကြီးမျိုးစေတနာနဲ့ကြံမိတာဖြစ်ကြောင်းဘလာဘလာရှောက်ပြောပြီး
ဂျွန်ကူဝေဝါးသွားအောင်လုပ်ပါတယ်ချွန်းမြောင်ကလည်းရှောက်ဖောမနေနဲ့မင်းပြောချင်တာပြောငါကတော့တပွဲနှွှဲပြပါမယ်စကားဆက်မယ်ဆိုပြီးတိုင်းကွက်ထုတ်သုံးလိုက်ပါတယ်ရုတ်တရက်ဆိုတော့ဂျာဘွတ်သတိလွတ်သွားပြီးမိစ္ဆာတိုင်းထုတ်သုံးမိလိုက်ပါတယ်ချွန်းမြောင်ကအတွင်းရနဲ့တမင်မကပဲထိကြိုက်ခံလိုက်ပါတယ်ဒီမှာတွေ့လာဆိုပြီးလူကြီးဝမ်ရဲ့ပုံစံနဲ့တူသွားတဲ့သူ့လက်ကိုပြလိုက်ပါတယ်အဲ့တော့မှတမှုကိုအကုန်ဝိုင်းဖမ်းဖို့လုပ်ကြပါတယ်ဘလို့မှအယုံသွင်းလို့မရတော့တဲ့နောက်တောက်ကလေးဓာရီကိုမင်းကြောင်ပဲဆိုပြီးအစွမ်းကုန်ပြန်ချဖို့ပဲလုပ်ရပါတော့တယ်တစ်ဖက်မှာလည်းစွန်မက်တရလက်ဓာမိုင်မှိုင်နေတော့အတန်တွေစူနေတာနဲ့အပြေးသွားပါတယ်တမှုကိုအွန်ဟကုံတယ်တွေကဘယ်သူမှမနိုင်ပါဘူးဘီကျဲတော်သိပြီနော်အကုန်လဲပေါ်နေပြီကိုဘာတွေတောက်ယူထားနေတာလဲငါမောနေပြီကွာဘီကျဲကိုမြန်သမပြီးနားတော့မယ်လို့ချုံးမြောင်ကပြောတဲ့အခါဘာပြောတယ်မင်းတောက်စင်းနဲ့ငါ့ကိုတမမယ်ဟုတ်လားဆိုပြီးဂျာဘုတ်ကဒေါသထွက်သွားပါတယ်တမပေးမဲ့သူကငါလို့ဘယ်သူပြောလဲဟိုမကြီးတောင်စွန်းကိုင်းကသူ့ရဲကောင်းကြီးမိစ္ဆာကိုနှိမ်နှင်းဖို့လာနေပြီတွေ့လာလို့ပြောလိုက်ပါတယ်သူရဲရောက်လာခြင်းမှာပဲသူ့ကိုဝိုင်းကြည့်နေကြလို့စွန်ဘက်တယောက်ဘာတွေမှမသိကြောင်စီစီဖြစ်နေပါတယ်ချုံးမြောင်အထာပေးလိုက်မှဓာတ်သွားပြီးအဖက်စေဖို့ရွှေရောင်ခွင့်ရေးမှန်းနားလည်သွားပါတယ်အဲ့တော့မှအားကြီးနဲ့ပြေးဝင်ချပါတယ်ချုံးမြောင်ရဲ့လှအားမျက်ထုတ်ခြင်းကိုပျော်ကြီးခံနေရရှာပါတယ်အကွက်စစ်လွန်လာတဲ့ချုံးမြောင်ရဲ့ကလိန်ညံကိုဂျွန်ကူအန်ဟောသွားပြီးမင်းကထာဝိုးသမားဟုတ်တော့ဟုတ်တယ်မလားလို့မေးလိုက်ပါတယ်ဟာကျွန်တော်ကထာဝိုးသမားစစ်စစ်ပါနော်အမှန်ပြောရရင်ကပ္ပအစစ်ဆုံးထာဝိုးသမားလို့တော့ပြောလို့ရတယ်လို့ဖြေလိုက်ပါတယ်တနာရီကျော်တဲ့အထိစွန်ဘက်နဲ့ဂျာဘိုးတို့ရဲ့တိုက်ပွဲကမပြီးသေးတာကြောင့်ချုံးမြောင်ပြင်းလာပါတယ်ဒီလိုမှန်းဒီကိုယ့်ဘက်သားပဲချလိုက်ပါတယ်ကွာဆိုပြီးဘလိန်းနေတော့မှပဲအသေးအကြီးရုံးငံပြီးတဲ့နောက်စွန်ဘက်နိုင်သွားပါတယ်ကျွန်တော်ဗီလင်းကိုနိုင်သွားပြီနော်ဆိုပြီးဂျွန်ကူကိုလှည့်ကြည့်လိုက်ပါတယ်တော်တယ်ကောင်လေးတောင်စွန်းကိုင်းရဲ့အကူကြီးကိုငါမိမှမဟုတ်ဘူးလို့ပြောလိုက်တော့မှကျေးဇူးပါဗျာဆိုပြီးစွန်ဘက်တယောက်စိတ်ချလက်ချလဲကျသွားနိုင်ပါတယ်ဂျွန်ကူကတော့အန်အောမဆုံးဖြစ်နေပါတယ်အွန်ဟာရဲ့ပြဿနာတွေကိုနှစ်ရက်အတွင်းဖြေရှင်းပြသွားတဲ့ချုံးမြောင်ကိုကြည့်ပြီးဂျာဘော့ဘာလို့ဒီလိုလုပ်တယ်ထင်လဲလို့မေးလိုက်ပါတယ်ချုံးမြောင်ကကျွန်တော်ကဘယ်လိုသိမှာလဲအဲ့ဒါအရာရှိတွေရဲ့အလုပ်ကျွန်တော်အလုပ်ကပြဿနာရှင်းပြီးစုယူဖို့ပဲဒါနဲ့စုဆိုမှကျွန်တော်စုကိုအသင်ပြင်ထားပြီးသားမလားလို့မေးလိုက်ပါတယ်ပြင်ထားပြီးသားပါဗျာဒါပေမဲ့ငါအကူကြီးတောင်းထားတာကလက်တယ်ဖို့မဟုတ်ဘူးနော်အဖေအသက်ကိုကယ်ပေးဖို့ကအဓိကအဲ့ဒါမင်းမလုပ်ရသေးဘူးလို့ပြောတော့စိတ်ချထားလိုက်စမ်းပါဗျာလို့ချုံမြောင်ကပြန်ဖြေလိုက်ပါတယ်ဟုတ်ပြီဒါဆိုလဲအွန်ဟာဒေဝါလီခံရပါစေမောက်ဟွာကိုအစွမ်းကုန်ထောက်ပံ့ပေးမယ်လို့ဂျွန်ကူကခရီးပေးလိုက်တဲ့အခါချုံမြောင်ကြောင်သွားပါတယ်ဂျွန်ကူလက်ကိုဖမ်းဆုပ်လိုက်ပြီးခင်ဗျာနောက်နေတာမလားစုကကျွန်တော်ကိုပေးရမှာလေအလုပ်ကြငါအကုန်လုပ်ရပြီစုကြတော့မှမောက်ဟွာကိုပေးမယ်ဆိုတာဖြစ်တင်လားတောက်ရည်ပဲမရှိဘူးဘာမှတောက်ရည်ပဲမရှိတော့ဘူးကွာဆိုပြီးကြေကွဲနေပါတော့တယ်